သိပ္ပံပညာမှာပါရမီပါတဲ့ထိပ်တန်းကျေးစားလူသက်သမားတစ်ယောက်ဟာဘလောက်တောင်ကြောက်စရာကောင်းလဲဆိုတာကြည့်လိုက်ရအောင်ဒီတစ်ခါမှာတော့အာသာအားစရဲ့ပြစ်မှတ်ကတထေးကြီး Adrian Cook ကပဲပထမဆုံးသူကအထူးဓာတုဆေးရည်တစ်ခုကိုစနစ်တကျဖော်ဆက်လိုက်ပါတယ်။မှန်ကိုစားသွားပြီးကွဲထွက်သွားမဲ့အချိန်တိကျကိုတွက်ချက်ဖို့ Stopwatch ကိုပါအသုံးပြုထားတာပါ။အရာအလုံးအစင်သစ်ဖြစ်သွားတဲ့အခါအာသာကအထက်မြင့်မှန်တုတ်သမားအဖြစ်ရုပ်ဖြတ်လိုက်ပါတယ်။ခိုးကူးထားတဲ့တော့ကိုသုံးပြီးဇိမ်ခံတိုက်ခန်းထဲကိုခိုးဝင်သွားပါတယ်။အဲ့ဒီနောက်အပြင်ဘက်သတင်းပေါက်မှန်ကိုဖြုတ်ပြီးပင့်ကူလူသားလိုအဆောက်အုံအပြင်ဘက်ကိုထွက်လိုက်ပါတယ်။အပြင်ဘက်ကိုငေါက်ထွက်နေတဲ့အပေါ်ဆုံးထက်ရေကူးကန်စီကိုကျိုးမပါပဲတွဲတက်သွားပါတယ်။ရေကူးကန်အောက်ခြေကိုရောက်တဲ့အခါလေဟာနယ်ဆုပ်ခွက်အကြီးနှစ်ခုကိုတုံးပြီးသူ့ကိုယ်သူတွဲလွဲခုထားလိုက်ပါတယ်။မယုံနိုင်လောက်တဲ့သူ့ရဲ့ကိုယ်ကာယကြံ့ခိုင်မှုနဲ့ရေကူးကန်ကြမ်းပြင်အလဲတက်စီကိုတရွေ့ရွေ့သွားနေပါတယ်။တစ်ချိန်တည်းမှာပဲ Adrian ကရေကူးပြီးဇိမ်ယူဖို့ပြင်နေပါတယ်။တေမင်းတမန်ရောက်နေပြီဆိုတာကိုသူလုံးဝမရိပ်မိရှာပါဘူး။အာသာကလျှက်စစ်လုံးပုံ power draw ကိုထုတ်လိုက်ပြီးအကျန်းခံမှန်ပေါ်မှာတင်းငယ်တဲ့အပေါက်လေးတစ်ခုဖောက်လိုက်ပါတယ်။ပြီးတာနဲ့ဓာတုဆေးရည်ကိုအမြန်ထိုးသွင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Adrian ရေထဲခုန်ဆင်းလိုက်ပြီးမှန်ကနေတဆင့်အောက်ကိုဝန်းကြည့်လိုက်ရကနေအောက်ခြေကအာသာနဲ့မျိုးလုံးချင်းစုံသွားပါတော့တယ်။ဒါပေမဲ့အချိန်နှောင်းသွားပါပြီ။အချိန်ကိုက်ပဲမှန်တွေပြင်းပြင်းထန်ထန်ကွဲထွက်သွားပြီး Adrian တယောက်အချိန်ဟုန်နဲ့ကျဆင်းလာတဲ့ရေတွေနဲ့အတူအောက်ကိုပြုတ်ကျသွားပါတော့။လိမ္မာတဲ့ကလေးတယောက်လူနောက်ဆုံးမရှင်ကိုပြီးအောင်လုပ်မလုပ်ရင်သူမတေရလိမ့်မယ်တဲ့အာသာရဲ့နောက်ဆုံးပြစ်မှတ်ကတော့ Max Adams လို့ခေါ်တဲ့အလုံးပါနှက်တဲ့ American လက်နက်ပွဲစားကြီးပဲဖြစ်ပါတယ်။ဒီအဖိုးကြီးကသူ့ကိုယ်သူလောက်ကြံခံရမှာကိုအရန်ကြောက်နေတာပါ။သူ့ရဲ့ခိုလုံရစခန်းကစစ်ဘက်သုံးခံတက်ကြီးလို့ဖြစ်နေုံတာမကတောင်အောက်မှာရေငုပ်တင်မောစခန်းတစ်ခုကိုတောင်ဖျောက်ထားပါသေးတယ်။ဒါပေမဲ့အာသာကအရေးကြီးတဲ့လုံခြုံရေးဟာကွက်တစ်ခုကိုချက်ချင်းသတိထားမိသွားပါတယ်။အဲ့ဒါကတော့စခန်းကဒဏ်ရာရသူအလုံးကိုရဟတ်ရင်နဲ့ပို့ဆောင်ပေးရတာပါပဲ။ဒါကြောင့်သူကအဆောက်တစ်ယောက်ကိုတမင်တကာဒဏ်ရာရအောင်အဝေးကနေစနိုက်ပါနဲ့လှမ်းပစ်လိုက်ပါတယ်။ပြီးတော့ဆေးရုံပို့မဲ့ရဟတ်ရင်တွေကိုတဲလွန်စမကြံအောင်ခိုးဝင်ပုံအောင်လိုက်ပြီးလုံခြုံရေးတင်းကျပ်လုံးတဲ့ခံတက်ထဲကိုအောင်မြင်စွာထိုးဖောက်ဝင်ရောက်သွားပါတော့တယ်။အဲ့ဒီနောက်ဓာတ်လေကားစနစ်ကိုလုံးဝဖျက်ဆီးပစ်လိုက်ပြီး Max Adam ကိုအနက်ရှိုင်းဆုံးလုံခြုံရေးအခန်းဖမ်းတဲ့ group နဲ့တယောက်တည်းထွက်ပြေးသွားအောင်ဖန်တီးလိုက်ပါ